လူကြီးမိဘတွေနေတိုင်းကြုံနေရတဲ့အခက်အခဲတွေကိုသင်သိပါသလားအစာစားတာရေချိုးတာအဝတ်စားလဲတာကိုယ်လက်တန့်ရှင်းရေးလုပ်တာလိုမျိုးရိုးရှင်းတဲ့အရာတွေဟာသူတို့အတွက်တကယ်ကိုခက်ခဲတဲ့စိန်ခေါ်မှုတွေဖြစ်နေပါတယ်ဒီလိုနေ့စဉ်လုပ်ငန်းဆောင်တာတွေကသူတို့ရဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေပါတယ်ဒီကိစ္စတွေကခန္ဓာကိုယ်ပိုင်းဆိုင်ရာအခက်အခဲတွေတင်မကပါဘူးစီးပွားရေးအရလည်းခက်ခဲတဲ့အခြေအနေတွေရှိပါတယ်အသက်ကြီးသူအများစုဟာဝင်ငွေနှဲပါပြီးမတန်ဆွမ်းသူများအတွက်ထောက်ပံ့ကြေးကိုအဓိကမှီခိုနေရတာမျိုးတွေရှိပါတယ်။ဒါကြောင့်သူတို့ရဲ့ဘဝအရေးသွေးကိုတိတိတတ်တာမြင့်တင်ပေးနိုင်တဲ့ကုထုံးဆိုင်ရာစက်ရုပ်တွေလိုမျိုးအစစ်မြစ်ဖြည့်ရှင်းနည်းတွေကလူအများစုနဲ့လက်လန်းမမီဖြစ်နေရပါတယ်။ဒါကတကယ်ကိုနှမျောစရာပါပဲ။ကုထုံးဆိုင်ရာစက်ရုပ်တွေဆိုတာဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ဒါတွေဟာလက်တွေ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ဖြည့်ရှင်းနည်းတွေပါသူတို့ကသူနာပြုလုပ်ငန်းမှာဝင်ထုတ်ဝင်ပိုးကိုလျှော့ချပေးနိုင်တယ်လို့လူအင်အားရှားပါမှုကိုလည်းဖြည့်ရှင်းပေးနိုင်ပါတယ်အရေးအကြီးဆုံးကတော့တက်ကြီးရွယ်အိုတွေကိုသူတို့ရဲ့နေ့စဉ်ဘဝမှာလွတ်လပ်မှုလုံခြုံမှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကိုပြန်လည်ပေးအပ်နိုင်မှာပါဒီနည်းပညာကလူတွေကိုဂုဏ်သိက္ခာရှိရှိဘဝကိုပြန်လည်ရှင်သန်စေနိုင်တာပါဒါကြောင့်သဘောထားတွေကိုပြောင်းလဲဖို့အချိန်ကျပါပြီ။စိတ်မြင့်ကုထုံးဆိုင်ရာဖြည့်ရှင်းနည်းတွေအထူးသဖြင့်ကုထုံးဆိုင်ရာစက်ရုပ်တွေကိုကျန်းမာရေးဆောင်ရှောက်မှုစနစ်ထဲထည့်သွင်းပေးတာဟာမှန်ကန်တဲ့လူမှုရေးခြေလှမ်းတစ်ရက်တည်းမကပဲကျန်းမာရေးစနစ်နဲ့လူ့ဖွဲ့စည်းတစ်ခုလုံးအတွက်ဝန်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းအပြင်ဘဝရဲ့အရေးအသွေးကိုမြင့်တင်ပေးနိုင်တဲ့နည်းပညာတွေဟာအချို့လူနည်းစုအတွက်သာမဟုတ်ပဲလိုအပ်နေသူတိုင်းအတွက်ရရှိနိုင်စေမှာဖြစ်ပါတယ်။အားကြောင့်လဲဆိုတော့လွတ်လပ်မှုဂုဏ်သိက္ခာနဲ့ဘဝအရေးအသွေးဆိုတာကံကောင်းထောက်မှုတစ်ခုမဟုတ်ပါဘူး။ဒါတွေဟာလူတိုင်းရဲ့အခြေခံအခွင့်အရေးတွေဖြစ်လို့ပါပဲ။ဒီလိုမျိုးဘဝကိုကူညီပေးမဲ့နည်းပညာတွေအကြောင်းပိုသိချင်ရင်နောက်ထပ်ဗီဒီယိုတွေကိုဆက်ကြည့်ဖို့မမေ့နဲ့နော်။